မျိုးသားကျန်းမာရေးနဲ့လိမ်ပညာပေး S Health Channel မှာကြိုဆိုပါနဲ့ဒီနေ့ဗီဒီယိုကအမျိုးသားအများစုသိကျင်နေကြတဲ့တောက်တက်တဲ့သူတိုင်းလည်းရင်ဆိုင်ပူးနိုင်တဲ့အကြောင်းအရာတစ်ခုပါဘီယာနဲ့အယတ်ဟတ်လီကာဘယ်ဟာကအမျိုးသားစွမ်းဆောင်ရည်ကိုပိုပြီးထိခိုက်စေတယ်လဲဆိုတာပါဒီဖြေကရိုးရိုးလေးပဲလို့ထင်ရပေမဲ့တကယ်တော့ထုနောက်ွယ်မှာစိတ်ဝင်စားစရာကောင်းတဲ့တိတ်ပယ်နီးကြအချက်လက်တွေအများကြီးရှိပါလေတချို့ကထင်ကြလေဘီယာကအယ်ကိုဟောနဲ့တော့ထိမထိခိုက်ဘူးပေါ့တချို့ကလည်းအယစ်ဖင်းကမှပိုဆိုးတာလို့ထင်ကြပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ဘီယာဝစ်စကီဗော့ဒကာအစရှိတဲ့အယ်ကိုဟောတွေကအမျိုးသားနေရဲ့လိမ်မိုင်းဆိုင်ရာစွမ်းဆောင်ရည်ကိုတကယ်တမ်းဘယ်လိုတက်ရောက်မှုရှိလဲဘယ်ဟာကပိုဆိုးလဲပြီးတော့ရေရှည်မှာဘာတွေဖြစ်နိုင်လဲဆိုတာကိုအသေးစိတ်ဆွေးနွေးသွားမှာပါဗီဒီယိုကိုအဆုံးထိကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဘာလို့လဲဆိုတော့အဆုံးမှာဒီတက်ရောက်မှုတွေကို short ချဖို့နဲ့အမျိုးသားကျန်းမာရေးကိုထိန်းသိမ်းဖို့အတွက်လက်တွေ့ကျတဲ့အကြံဉာဏ်တွေကိုပေးသွားမှာမို့လို့ပါပထမဦးဆုံးအနေနဲ့ဘီယာလားအယက်လားဆိုတာကိုမခွဲခြားခင်အယ်ကိုဟောရေဘူးရေအဖြစ်အမျိုးသားတွေရဲ့လိမ်မှုစွမ်းဆောင်ရည်ကိုဘယ်လိုထိခိုက်စေတယ်လဲဆိုတာကိုနားလည်ဖို့လိုပါတယ်ဆေးပညာအရာအယ်ကိုဟောဟာ Central Nervous System Depressant ဖြစ်ပါတယ်လူအများစုကတောက်လိုက်ရင်တက်ကြွလာလေလို့ထင်ရပေမဲ့တကယ်တော့အာယုံကြောစနစ်ကိုတဖြည်းဖြည်းနှေးကွေးသွားစေတာပါအမျိုးသားတစ်ယောက်ရဲ့လိမ်ပိုင်းဆိုင်ရာနှိုးဆွေးမှုကစိတ်ကနေစတာပါစိတ်ကူးထဲမှာသို့မဟုတ်အာယုံငါးပါးကနေတဆင့်စိတ်ကြည်နပ်မှုရတဲ့အခါဦးနှောက်ကနေတဆင့်လိမ်အင်္ဂါစီကိုသွေးတွေစီးဆင်းဖို့အချက်ပြပါတယ်အယ်ကိုဟောတောက်ထားတဲ့အခါဒီအချက်ပြစနစ်ကနှွေးခွေးသွားပါတယ်ဒါကြောင့်သွေးစီးဆင်းမှုလျော့နေခြင်းအယ်ကိုဟောကသွေးကြောတွေကိုကျဲတယ်လို့ထင်ရပေမဲ့လိမ်အင်္ဂါစီသွေးစီးဆင်းမှုကိုတကယ်တမ်းမှာဟန့်ထားပါတယ်လိမ်အင်္ဂါတောင့်တင်းမှု erection အတွက်သွေးစီးဆင်းမှုကအဓိကပါအာယုံခံစားမှုလျော့နေခြင်းအရင်တော့ကြော်ဒီနီးကွေးသွားတဲ့အတွက်ထိတွေ့မှုအရသာ sensation တွေလျော့နေသွားပါတယ်ဒါကြောင့်ပြီးမြောက်ထိုးခက်ခဲတာသို့မဟုတ်စိတ်မပါတာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်မို့လို့တင်ပါတောက်အယ်ကိုဟောပမာဏများသွားရင်တော့ဝစ်စကီဒစ်လို့ခေါ်တဲ့လိမ်အင်္ဂါမတောက်တဲ့ပြဿနာကိုကြုံရမှာပါပဲကဲအခုဘီယာကိုအသေးစိတ်ကြည့်အောင်ဘီယာရဲ့ထူးခြားချက်ကသူ့မှာ hops လို့ခေါ်တဲ့အပင်တစ်မျိုးပါဝင်တာပါပဲဒီ hops ထဲမှာ phytoestrogen လို့ခေါ်တဲ့အပင်ခတ်ရတဲ့ estrogen တွေအများကြီးပါပါတယ် estrogen ဆိုတာအမျိုးသမီးဟော်မုန်းပါအမျိုးသားတွေမှာလည်း estrogen အနည်းငယ်ရှိပါတယ်ဒါပေမဲ့အများကြီးဖြစ်လာရင်အမျိုးသားဟော်မုန်း testosterone ကိုတွားပြီးဟန်တာပါတယ် testosterone လျော့နေလာရင်လင်စိတ်ဆန္ဒလျော့နေမယ်စွမ်းဆောင်ရည်ကျဆင်းမယ်နောက်တစ်ချက်ကဘီယာမှာကယ်လိုရီအများများပါတယ်ဘီယာဘိုက်ဆိုတာကြားဘူးကြမှာပါဘီယာအတော့များရင်ဘိုက်အစီတိုးလာပါတယ်ဆေးပညာအရန်ဘိုက်အစီများလေတက်စတိုစတီရွန်ဟော်မုန်းလျော့နေလေပါပဲအစီဆဲတွေကအမျိုးသားဟော်မုန်းကိုအမျိုးသမီးဟော်မုန်းအဖြစ်ပြောင်းလဲပေးတဲ့အတွက်ရေရှည်မှာအမျိုးသားစွမ်းဆောင်ရည်ကိုတိုက်ရိုက်ထိခိုက်စေပါတယ်အကျဉ်းချုပ်ရင်ဘီယာရဲ့ဆိုးကျိုးကအာယုံကြောကိုဖိနှိပ်တာအပြင် phytoestrogen ကြောင့်ဟော်မုန်းမမတာတာနဲ့ကယ်လိုရီများလို့ဗိုက်အစီထွက်တာတွေကြောင့်ရေရှည်မှာပိုပြီးအန္တရာယ်ရှိပါတယ်ကဲအခုဝစ်စကီဗော့ဒကာဂျင်စတဲ့အရက်ပြင်းတွေအကြောင်းပြောအောင်အရက်ပြင်းတွေမှာဘီယာလို phytoestrogens တွေတို့မဟုတ်ကယ်လိုရီတွေအများကြီးမပါဝင်တတ်ပါဘူးဒါပေမဲ့သူတို့ရဲ့အဓိကပြဿနာကအယ်ကိုဟောပမာဏများပြားခြင်းပါပဲအရက်ပြင်းတွေကခန္ဓာကိုယ်ကိုမြန်မြန်ဆန်ဆန်ပဲတက်ရောက်မှုရှိစေပါတယ်မြန်မြန်မူးခြင်းအရက်ပြင်းတုတ်တဲ့အခါအာယုံကြောစနစ်ကိုမြန်မြန်ဖိနှိပ်လိုက်ပါတယ်ဒါကြောင့်လိမ်အင်္ဂါတောင့်တင်းမှုမရတာသို့မဟုတ်မထိန်နိုင်တာမျိုးမြန်မြန်ဆန်ဆန်ထိပေါ်စေပါတယ်ရေဓာတ်ခန်းချောက်ခြင်း dehydration အယ်ကိုဟောက diuretic စီးရွှင်စေတဲ့အရာဖြစ်ပါတယ်အရက်ပြင်းတော့ရင်စီးခဏခဏသွားရပြီးရေဓာတ်ခန်းချောက်ပါတယ်ရေဓာတ်ခန်းချောက်တဲ့အခါသွေးပမာဏ blood volume လျော့နေသွားပြီးသွေးကပြည့်လာပါတယ်ဒါဟာလဲအင်္ဂါစီကိုသွေးစီးဆင်းမှုကိုအများကြီးဟန်ထားစေပြီးတောင့်တင်းမှုကိုထိခိုက်စေပါတယ်အချင်းချုပ်ရင်အရက်ပြင်းရဲ့ဆိုးကျိုးကအယ်ကိုဟောပမာဏအယမ်းများတဲ့အတွက်ချက်ချင်းလက်ငင်းစွမ်းဆောင်ရည်ကျဆင်းစေတာနဲ့ရေဓာတ်ခန်းချောက်မှုကိုပြင်းပြင်းထန်ထန်ထိစေတာပါတယ်ဒါဆိုရင်ဘာဟာကအမျိုးသားစွမ်းဆောင်ရည်ကိုပိုထိခိုက်စေတယ်လေအဖြေကတော့ပမာဏပါပဲ
တင်းဘာတော့ပမာဏများရင်နှစ်ကိုစလုံးကတင်းစွမ်းဆောင်ရည်ကိုထိခိုက်စေမှာပါဒါပေမဲ့ဒီလိုခွဲခြားကြည့်နိုင်ပါတယ်ချက်ချင်းလက်ငင်းအကျိုးသက်ရောက်မှုဆိုကြပါစို့ဒီနေ့ညအမျိုးသမီးနဲ့အတူတူရှိမဲ့အချိန်မှာအရက်ပြင်းကပိုပြီးထိခိုက်စေနိုင်ပါတယ်ဘာလို့လဲဆိုတော့အယ်ကိုဟော့ပမာဏများပြီးရေထကိုမြန်မြန်ခန်းချောက်စေလိုပါ ရေရှည်အကျိုးသက်ရောက်မှု long term effect တင်ကနေတိုင်းလိုတောက်တက်တဲ့သူဆိုရင်တော့ဘီယာကပိုပြီးဆိုးကျိုးဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့သူ့မှာပါတဲ့ phytoestrogens ဝိတ်ကလိုရီတွေကြောင့် testosterone hormone ကိုတဖြည်းဖြည်းလျော့နည်းစေပြီး bite acid ကိုတိုးစေလိုပါဒါကြောင့်အတူချုပ်ပြောရရင်ချက်ချင်းမူပြီးငိုက်ဆိုင်ကြချင်ရင်အရက်ပြင်းတဖြည်းဖြည်းဟော်မုန်းကြပြီးစွမ်းဆောင်ရည်မရှိဖြစ်ချင်ဘီယာလို့ပြောလို့ရပါတယ် ကဲဒါဆိုရင်အမျိုးသားစွမ်းအောင်ရည်ကိုထိမ့်သိမ့်ဖို့ဘာလုပ်ရမလဲအတိုင်းအတာနဲ့တောက်ပါအကောင်းဆုံးကတော့မတောက်တာပါပဲဒါပေမဲ့တောက်မယ်ဆိုရင် American နှလုံးယောဂအဖွဲ့ CDC ရဲ့လိုင်းညွှန်ချက်အရအမျိုးသားတစ်ယောက်ဟာတစ်နေ့ကိုပုံမှန်တောက်တုံးဖို့ standard drink နှစ်ခွက်ထက်ပိုမတောက်သင့်ပါဘူး ရေများများတောက်ပါအရက်တောက်နေစဉ်နဲ့တောက်ပြီးတဲ့အခါမှာရေကိုကြားထဲမှာညှက်ပြီးတောက်ပြီးပါဒါမှရေတဲ့ခန်းချောက်မှုကိုလျော့နေစေမှာပါကိုယ်အလေးချိန်ကိုထိမ့်ပါဘိုက်အစီက testosterone ကိုလျော့စေတဲ့အတွက်ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါရေရှည်စွမ်းဆောင်ရည်ကျဆင်းရင်တောက်တာကိုလျှော့ပြီးတာတောင်စွမ်းဆောင်ရည်မကောင်းဘူးဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပါအယ်ကိုဟောကြောင့်မဟုတ်ပဲတခြားကျန်းမာရေးပြဿနာစီးကြိုသွေးတိုးစိတ်ဖိစီးမှုတွေကြောင့်လည်းဖြစ်နိုင်လို့ပါ ဒီနေ့ဗီဒီယိုကနေဘီယာနဲ့အရက်ပြင်းလျေအမျိုးသားစွမ်းဆောင်ရည်ပေါ်တက်ရောက်မှုကိုရှင်းရှင်းလင်းလင်းသိသွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကတင်းတဲ့အကျိုးရှိတယ်ဆိုရင် like ပေးခဲ့ဖို့နဲ့တင်းတငယ်ချင်းတွေကိုလည်း share ပေးဖို့တောင်းဆိုချင်ပါတယ်တင်းမှာတခြားသိချင်တဲ့ကျမရေမေခုံးတွေရှိရင် comment မှာရေး